ဒါတော့စသိမ်းပိုင်းလေးပါရှင်သူ့မောင်ဒါတော့စသိမ်းပိုင်းလေးပါရှင်သူ့မောင်လေးကအိမ်ပြန်လာပေါ့နော်သူရဲ့အမအိမ်အောင်ရောက်နေသူ့မောင်လေးရတယ်နေကြဝဲတဲ့ဝိုင်းတောက်မှုစုပေါ်နေခဲ့တာပေါ့နော်ဒါတော့ကျမကဘုံဝေကျဲလို့ရှိရင်သူရဲ့အသက်လေးတင်ထားပါလေရှင်မကြည့်လိုက်ပါတော့ရှင်သူကြည့်လို့ရှိရင်လည်းကြည့်ရမယ်မကြည့်နဲ့နော် follow လေးလည်း like လေးတွေလည်းဒါဆိုလို့ရှိရင်ကျမဒီမဲ့သူကတော့အိမ်ရောက်သွားရောနော်သူကလေးတလားအိမ်ရောက်တာနဲ့ဘာလုပ်လဲဆိုတော့ခန်းနဲ့တောင်းဝင်ပြီးလို့ရှိရင်လေးတလားသူ့မောင်ကအိတ်တာသူ့ကြောက်ခဲအိတ်တာသူ့မောင်တော့မှပြီးတော့ခရီးပေါ်တော့ပေးမတင်ဘူးပြီးတော့ကြည်လာလားအဲ့ရမသူ့မောင်ခရီးပေါ်တော့ပေးမတင်ဘူးအဲ့တော့အဲ့မှာကျမပြီးတော့အော်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမလည်းအများကြီးချစ်ပါရပါဘိုင်အားလုံးပဲ